အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါကျွန်တော်ဘူတူတာအနေနဲ့ share ရန်လုပ်ပေးချင်တာကတော့ကျွန်တော်ဒီစင်ကာပူနိုင်ငံမှာရှိတဲ့တမိုင်းဝင်နေရာလေးတစ်ခုပေါ့နော်တမိုင်းဝင်နေရာလေးလည်းတစ်ခုဖြစ်တယ်လို့တန်ဝေးကားရဖို့ကောင်းတဲ့နေရာလေးတစ်ခုလည်းဖြစ်တယ်ပါဘာလဲဆိုတော့ကျွန်တော်တုတ်တန်ပေါ့နော်ရှင်းပြန်တာတင်ញိုင်းဒီကဘာစစ်တစ်ခုကတင်ញိုင်းကိုကျွန်တော်ရောက်နေတာပေါ့နော်အဲ့ဒီတင်ញိုင်းကိုရောက်နေကျွန်တော်ဒီနေရာကိုလာချင်နေတာတော်တော်ကြာပြီပေါ့နော်လေ့လာနေတာဟို ဒါလာပြောရင်တော့အခုဒါဒုတိယအကြိမ်မြောက်ပေါ့နော်နှစ်ခေါက်ရှိသွားပြီနှစ်ခေါက်ရှိသွားပြီဆိုတော့ကျွန်တော်မရောက်ဘူးပထမတစ်ခေါက်ကမရောက်ဘူးဆိုတော့ကဒီနေရာကိုကျွန်တော်ရှာမတွေ့ဘူးသူကဂျာလန်းထဲမှာရှားတာခက်တယ်မသိရင်တော့ခက်တယ်ဗျာသိရင်တော့လွယ်တယ် GPS နဲ့လိုက်တော့လဲဂျားထဲမှာ GPS ကသူကမပြဘူးကျွန်တော်စပိန်နဲ့လာလိုက်တယ်ပေါ့နော်စပိန်နဲ့လာတယ်အမှ GPS အတိုင်းကျွန်တော်လိုက်တယ်ပေါ့နော်သူဂျာလန်းထဲမှာဆိုတော့မပြဘူးကျွန်တော်အမှပထမတစ်ခေါက်ကမတွေ့ဘူးမတွေ့တော့ကျွန်တော်ပြန်သွားလိုက်တယ်ပေါ့နော်ဒီချိန်ထပ်လာတယ်လာတော့လည်းအဲ့လိုပဲပထမတစ်ချိန်ကဒီချိန်လာတော့လည်းပထမတစ်ခေါက်ကကျွန်တော်လမ်းလျှောက်ပြီးတော့ဒီနေရာကိုရှာတာဘလို့မှမတွေ့ဘူး GPS က10မိနစ်ပြသွားလိုက်ဒါကမိနစ်20ပြောင်းသွားလိုက်နေကျွန်တော်မှာဘာလို့သူကကြားထဲမှာဗျာဒီလားဝင်နေအချဲကိုဝင်ရတာအဲ့ဝင်တဲ့ထဲမှာသူက GPS မပြထားဘူးပေါ့နော်အဲ့ဒါကျွန်တော်ဘလို့မှရှာမရဘူးကဲနောက်တော့ပြန်တော့မယ်ဆိုပြီးတော့ဒါကပြန်တော့မယ်ဆိုမှပြန်ကန်နေကြတာစိတ်ကကဲငါရောက်ပြန်ရှာမယ်ဆိုတော့ပြန်ရှာလိုက်တာပြန်ရှာနောက်ဆုံးတွေ့သွားတာပေါ့နော်ကျွန်တော်လည်းဂျားထဲကိုရမ်းဝင်လိုက်တယ်ဝင်တော့ဒီနေရာကိုတွေ့သွားတာပဲတမိုင်းဝင်နေရာလို့ပြောလို့ရတယ်သူကတုတ်တန်ကြီးအကြီးပဲဗျပြီးရင်တန်ရှင်းနေတာပဲသိလားအရန်ကြီးပဲတင်းញိုင်ပေါ့နော်တန်ဝေကရဖို့လည်းကောင်းတယ်ကျုံရန်တန်ရှင်းတယ်အုတ်ကူတွေလည်းများတာယူကျုံအုတ်ကူတွေလည်းအများကြီးပဲဗျအုတ်ကူတွေအရန်များတာကြည့်ပတ်လည်းမှာအကုန်လုံးအုတ်ကူတွေအဲ့လိုမျိုးပြီးတော့ဒီနေရာကိုကျွန်တော်ကလေ TikTok မှာလည်း TikTok မှာရော Facebook မှာရောဒီမြန်မာညီကိုမောင်နှမတွေတင်တာမတွေ့ဘူးမတွေ့တဲ့လောက်ကိုမှရှားတယ်တင်တဲ့သူရှိရင်တော့မှကြည့်တဲ့သူသိမရှိလို့လားမသိဘူးမတွေ့ဘူးဗျကြည့်အုပ်ကူတွေကလည်းအများကြီးပဲကျွန်တော်ဆိုဒီအုပ်ကူတစ်ခုကိုရေးကြည့်လိုက်ရတယ်ဒီ row တစ်ခုကိုရေးကြည့်လိုက်တယ်အုပ်ကူပေါင်း20ရှိတယ်အုပ်ကူပေါင်း20ရှိတယ်ကော်လန်ကသူက4ခုရှိတယ်ဒီရှင်းမျက်နှာစာမှာအသိရင်ကော်လန်4ခုရှိအဲ့ကော်လန်တစ်ခုချင်းစီရဲ့ row တစ်ခုကိုကျွန်တော်ရေးလိုက်တာအုပ်ကူအရေးအတွက်40ရှိတယ်သိလားဒီကော်လန်တစ်ခုမှာ row ပေါင်းဘယ်လောက်ရှိလဲမသိဘူး row တစ်ခုကိုကျွန်တော်ရေးလိုက်တာကော်လန်ဒီ row တစ်ခုရေးလိုက်တော့အုပ်ကူပေါင်း20ရှိရယ်ကော်လန်4ခုရှိတယ်အုပ်ကူတွေကအရန်များတယ်ဗျအဲ့ဒီနောက်ကျောမှာလည်းရှိသေးတယ်ကြည့်အဲ့ဒီနောက်ကျောတွေမှာလည်းကျွန်တော်လက်ညှိုးထိုးပြနေတဲ့နောက်ကျောတွေမှာလည်းရှိသေးတယ်အုပ်ကူတွေကတော်တော်ကောင်ကများတယ်ယာကြီးကနန်းတောင်ဖြစ်မယ်ထင်တယ်ကြည့်ရန်လည်းတိတ်ဆိတ်တယ်ပေါ့နော်အေဂျင့်နဲ့ပေါ့နော်အဲ့မှာကြည့်သူတစ်ခုချင်းမှလည်းစာရေးထားတယ်ပေါ့နော်သူတို့နေနေပါတယ်ကျွန်တော်တို့သိချင်မှဖတ်တတ်ဘူးဗျဒါကျွန်တော်ပူတူတာအနေနဲ့ share လုပ်ပေးတာပေါ့နော်တမိုင်းဝင်နေရပေါ့နော်သူတို့နိုင်ငံရဲ့တမိုင်းဝင်ပေါ့ဗျာကျွန်တော်နိုင်ငံတော့မဟုတ်ဘူးပေါ့ကျွန်တော်ကြီးတယ်ပြောတယ်နဲ့ထင်မှာဆိုလို့ပေါ့နော်ကိုရီးယားဘာဖြစ်သူတို့နိုင်ငံမှာအလုပ်နေတာဆိုတော့ကျွန်တော်ရာသီဥတုနည်းနည်းပူတယ်နေပူတယ်ညနေပိုင်းဒီကျွန်တော်တို့ဟိုဗာလဲ3-4နာရီ3နာရီနဲ့9နာရီကြားတယ်အဲ့လောက်လာလို့ရှင်အဲ့လိုမှဆိုရင်ပို့ပြပါဖြစ်တယ်အကုန်တန်ရှင်းနေရပဲကြည့်ကြည့်အုပ်ကူတွေအများကြီးပဲကော်လန်4ခုရှိတယ်ဗျာရှင်းမျက်နှာစာမှာကျွန်တော်အဲ့ကော်လန်တစ်ခုချင်းစီရဲ့တစ်ခုချင်းကော်လန်တစ်ခုကတော့ကျွန်တော်ရေးကြည့်လိုက်တာပေါ့နော်ရေတွက်20ရှိတယ်အကူပေါင်းဒါဆိုရင်ကော်လန်တစ်ခုမှာရိုးဘယ်လောက်ကိုရိုးယူတယ်ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တခြားမရည်ဘူးပေါ့နော်ကျွန်တော်ရိုးတစ်ခုလည်းပဲရေးကြည့်လိုက်တာကြည့်လာပြီးတော့လေးလာဖို့ကောင်းတယ်ပေါ့နော်အေးချမ်းပဲလာလေးလာရင်တော့သိရမှာလားအေးချမ်းနဲ့ကိုအတန်တိုးတိတ်နဲ့ကိုအေးစေးလေးအလိုလေးကောင်းတယ်ဗျာသိလားဒီမှာပြောရင်လာလေတဲ့သူလည်းတိတ်မတွေ့ဘူးမသိလို့လားမသိဘူးပြီးလာတဲ့သူတွေကလည်းအေးချမ်းပဲကိုပြန်သွားတယ်တော်တွေပါကြီးစောတဲ့သူတော့မရှိဘူးသိလားသူ့ဘာသူလေးပဲအေးချမ်းပဲမစောတာပဲကောင်းပါလေဗျာစောရင်တော့မှသူတို့သိရမှာလားအယိုသေးပေးတဲ့တချင်လေးနဲ့ဟောရင်ရင်မစောတာကောင်းပါလေရောသေးပေးတဲ့ပုံစံလေးပဲစောတာကောင်းတယ်သိလားဒီအခုကျွန်တော်လာတဲ့အထက်မှာကျွန်တော်ရောက်တော့ဗောနော်ဒီမှာမြန်မာညီကူမနှမကြီးလာတယ်မတွေ့ဘူးမရှိဘူး TikTok မှာလည်းတင်တော့မတွေ့ဘူး TikTok မှာတင်လိုက်လို့ရှင်ကန်းကြီးတွေတင်တာများတယ်ကန်းကြီးတွေများတော့ပြင်တင်တယ်တခြားနေရာတွေတင်တယ်ဗောနော်ပြီးတုတ်တန်တစ်ခုတော့တင်ပါအဲ့ဒါပါလဲဂျပန်တုတ်တန်တစ်ခုကိုသူတို့တင်ကြတယ်
ကျွန်တော်နေရာတော့တခြားမှမပြီးသူစက်ကူပန်နေရှိတဲ့နေရာပေါ့နော်ဒီလောက်လည်းမကျဲပါဘူးချင်းချင်းလေးပါအဲ့တော့တော့ဆိုလို့ရှင်တွေ့တယ်မြန်မာတွေတွေ့တယ်ပေါ့နော်မိန်းကလေးအမညီမတွေတွေ့တယ် TikTok ဆော်တဲ့အမညီမတွေတော်တော်များများတွေ့တယ်ပေါ့နော်ဒီမှာဆော့ရဲဆိုရင်တော့မသိရမလားသူတို့အယော်သူပြီးတဲ့ဟာလေးနဲ့ respect ပေးတဲ့တခြင်းလေးနဲ့ပဲဆော်တာကောင်းတယ်ဗျဟောရန်ရတဲ့မကောင်းဘူးပေါ့နော်ကြာမကောင်းကျွန်တော်ဆရာကြီးမဟုတ်ပါဘူးကျွန်တော်အဲ့ဥစ္စာလေးကိုကျွန်တော်လေးစားတဲ့မှုနဲ့ကျွန်တော်ပြောပြတာပါအကျဉ်းချပေးတာပါကျွန်တော်ဆရာကြီးမဟုတ်ဘူးပေါ့နော်ကြည့်အောင်ခရစ်သူရဲ့ခရစ်ယာန်လားပါလားအမတ်သားတွေကကျွန်တော်တခြားတော့နားမလဲပေါ့နော်စာလည်းတခြားမဖတ်တတ်ပါဘူးသူရဲ့ခုနှစ်ဒီပါရင်နဲ့ဒါနဲ့ဇာကမဆက်ပေါ့နော်ဒီကျွန်တော်ရဲ့ဒီအခုမြောက်ဝေပေးမှုတွေကညီကုံမနမတွေတဲ့ဘုသူရရသေးတယ်စိတ်ဝင်စားမှုရှိသေးတယ်ဆိုလို့ရှိရင်လည်းနောက်လည်း video အသစ်တင်နိုင်ဘုသူရရမယ့်အရာတွေအသစ်တင်နိုင်သိစေဖို့အတွက်ပေါ့နော်ကျွန်တော်ရဲ့ဒီ journal လေး blog ဆိုတဲ့ page လေးကို share နဲ့ follow လေးလုပ်ပြီးတော့အားလုံးကိုလည်းတောင်းဆိုပါတယ်ပေါ့နော်လေးသားတောင်းဆိုပါတယ်မြ follow လေးလုပ်ပြီးတော့ဖို့ share လေးလုပ်ပြီးတော့ဖို့ share လေးလုပ်ပြီးတော့ဖို့လေးသားတောင်းဆိုပါတယ်ပေါ့နော်အဲ့ဒီနောက်မှာလည်းရှိတယ်အခုကျွန်တော်ကင်မရာပြထားတဲ့နောက်ထဲမှာလည်းအုပ်ကူတွေအများကြီးရှိသေးတယ်ဗျအရန်တိတ်ဆိတ်နေတာပဲဘာစုညံတန်းမှမရှိဘူးလာပြီးတော့လေ့လာတဲ့သူ5 6ယောက်9ယောက်လောက်တော့တွေ့တယ်ဗျသိလားအေးစေးပဲတော့သူလေ့လာတယ်ပုံလေးပါလေးရိုက်တယ်ပြန်သွားတယ်ပေါ့နော်စာဖတ်တယ်ပေါ့နော်ကြည့်ရေးထားတဲ့စာရဲ့1939 1945 the time for Freeman စာရီကတခြားစာရီကဘာသာတကဘာသာဘယ်နှခုနဲ့ရေးထားတရုတ်စာအင်္ဂလိပ်စာဟိုကတည်းကကျွန်တော်မဖတ်တတ်ဘူးပေါ့နော်တရုတ်စာလည်းမဖတ်တတ်ဘူးကြည့်ဒီမှာဆိုလို့ရှိရင်နံပါတ်တွေသူတကူချင်းစီရဲ့နံပါတ်တွေဒီမှာလည်းထပ်ပြီးတော့ရေးပေးထားတယ်ဒီလားအရေးအတွက်တွေ290ဒီမှာလည်း300ကျော်တာပဲအများကြီးပဲလာပြီးလေးလာဖို့ကောင်းတယ်ဗျာဒီလားလေးလာတင်တယ်ပေါ့နော်လေးလာတင်တယ်ကျွန်တော်လာခြင်းနေတာပထမတော့ကောက်ကလည်းလို့ပဲမရောက်ဘူးပြန်သွားရတယ်ပေါ့နော်ဘလို့မှဝန်ပေါက်ကရှာမတွေ့ဘူးကျွန်တော်မှအရန်လေးလာခြင်းတာပါတင်မလားအခုဒုတိယတစ်ခေါက်လာမှပဲဘာလို့ဆိုတော့ဒီ TikTok မှာရှာကြည့်တော့လေတင်းတဲ့သူကမတွေ့ဘူးလာပုံလာနီးပြောပြတဲ့သူကမတွေ့ဘူးတော့ကိုမတွေ့ဘူးကျွန်တော်တော့မြန်မာကြီးကုံမနမကြီးမြတ်တော့တင်ပါတယ်တော်တော်များများအကုန်လုံးတော်တော်များများတင်ကြရတယ်ပေါ့နော်ဒီ blog တွေလုပ်ပြီးတင်ကြတယ်ဒီကန်းကြီးတွေတော်တော်များများပဲတင်တာတွေ့တယ်ဒီနေရာကိုလုံးဝတင်တာမရှိဘူးပေါ့နော်အခုကျွန်တော်တင်ပြီးကမှနောက်ထပ်တိလာလို့တင်လိုက်ရင်တော့မပြောတတ်ဘူးပေါ့နော်အခုကျွန်တော်ဒီဒါလေးကိုတင်ပေးပြီးကမှတီးပြီးတော့ဒီတော့လာလိုက်ပြီးတော့တင်တော့မပြောတတ်ဘူးပေါ့နော်အခုကျွန်တော်ရှာတော့တကယ်ပြောတာရှိရင်တောင်မှ1ယောက်2ယောက်စာပဲရှိမှတင်တယ်မရှိဘူးမြန်မာကြီးကုံမနမကြီးတင်တာပေါ့နော် TikTok မှာ Facebook မှာတင်တာမတွေ့ဘူးကျွန်တော်တို့ဒီဟာကိုဒီနေရာကို TikTok ကနေ Facebook ကနေရှာတွေ့တာမဟုတ်ဘူးတခြားနေပြီးတော့ရှာလိုက်တာပေါ့နော်ဒီစင်ကာပူနိုင်ငံမှာသွားလေလို့ကောင်းတဲ့နေရာတိတ်ဆိတ်တဲ့နေရာဆိုရှာလိုက်တဲ့ဒီနေရာကိုတွေ့တာပေါ့သမိုင်းဝင်နေရခုကျွန်တော်ပြောပြတဲ့အရာလေးတွေကညီကုံမနမတွေအတွက်အကျိုးလည်းရှိသေးတယ်စိတ်ဝင်စားမှုလည်းရှိသေးတယ်ပုဒ်တုတလည်းရသေးတယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ရဲ့ဒီ journal လေး blog ဆိုတဲ့ page လေးကိုလည်း share နဲ့ follow လေးလုပ်ပြီးသွားဖို့အားလုံးကိုလည်းလေးစားစွာတောင်းဆိုရပါတော့အမြဲတမ်းလည်းကျွန်တော်သိတဲ့အရာလေးဘုဒ္ဓတာလေးကိုအမြဲတမ်း share နဲ့လုပ်ပေးဖို့လည်းကျွန်တော်အမြဲတမ်းကြိုးစားသွားပါမယ်ခင်ဗျာဒီလာတဲ့ဒီလာပုံလာနီးလေးကိုတော့ပြီးရင်ကျွန်တော်နောက်ထပ်ပူရီတစ်ခုနဲ့ကျွန်တော်ပြန်ပြီးတော့ပြောပြပေးမယ်ပေါ့နော်ကျွန်တော်ကြိုက်ထားတဲ့အရာလေးနဲ့ကျွန်တော်ပြန်တင်ပေးမယ်ပေါ့နော်ဒီ TikTok မှာတင်တဲ့ TikTok blog လုပ်တဲ့သူတွေဒါအားလေးသုံးလို့ရတယ်ပေါ့နော်ဒီနေရာလေးလာဖို့ကောင်းတယ်ဗျဘာလို့ကျွန်တော်တော့တင်တာမတွေ့ဘူးတကယ်မတွေ့ဘူးတင်တောင်မှ1ယောက်2ယောက်စားပဲအဲ့1ယောက်2ယောက်စားကိုကျွန်တော်တော့မတွေ့မိဘူးမြန်မာကြီးကုံမနမကြီးတင်တာအခုကျွန်တော်တင်ပြီးကမှတွေ့ပြီးတော့နောက်အရန်များလာရင်တော့မပြောတတ်ဘူးပေါ့နော်GR4 နာပဲအုတ်ကူတွေကဒီယာကြီးပိုင်းကက်မယ်ဗျထောင်ကနန်းမပြည့်ဘူးစင်တော့မှယာကြီးပိုင်းကက်မယ်ဒီလားအနည်းဆုံး900တော့ရှိကိုရှိတယ်အနည်းဆုံးကျွန်တော်တွက်ပြတာပါ